တကားကိုညတိုင်းလေးချက်တိတိလာခောက်တဲ့မိန်းကလေးတစ်ယောက်သူမကချစ်သူလည်းမဟုတ်ဘူးဇနီးလည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအခန်းကိုဘယ်တော့မှမစွန့်ခွာနိုင်ခဲ့ဘူးဒီနေ့ပြောပြမယ့်ဇလန်းကတော့အခဏတာနှောင်ကြိုးဆိုတဲ့တရေဇလန်းလေးပဲဖြစ်ပါတယ်ဇလန်းအစမှာတော့ကိုဆိုတဲ့လူငယ်တစ်ယောက်ဟာအရက်တောက်ပြီးအိမ်ပြန်ဖို့လမ်းမရှိတော့တာကြောင့်တငယ်ချင်းဖြစ်တဲ့ပို့ချ်ကိုဖုံးဆက်ပြီးတညလောက်လာအိတ်ခွင့်တောင်းလိုက်ပါတယ်ကံကောင်းစွာပဲပို့ချ်ကသဘောတူလိုက်တာကြောင့်ကိုဟာသူ့တိုက်ခန်းကိုရောက်လာခဲ့တယ်ဒါပေမဲ့ကိုကရေချိုးဖို့ပြင်းနေတော့မှအခန်းတကားကိုတယောက်ကခောက်လာပါတယ်ပို့ချ်ကတကားဖွင့်မဲ့အစားကိုတားလိုက်ပြီးဒီတကားကိုဘသူခောက်လဲဆိုတာမသိတာကပိုကောင်းတယ်လို့ပြောလိုက်တယ်အဲ့ဒီစကားကြောင့်ကိုလည်းအံ့ဩသွားပြီးဘာဖြစ်တာလဲလို့မေးတဲ့အခါပို့ကလွန်ခဲ့တဲ့လအနည်းငယ်ကသူ့ဘဝမှာကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုစတင်ပြောပြပါတော့တယ်။အဲ့ဒီအချိန်တုန်းကပို့ချ်မှာအလုတ်ကဂျူနီယာကောင်မလေးတစ်ယောက်ကိုသဘောကျနေခဲ့ပါတယ်။အလုတ်ပြီးတိုင်းအိမ်လိုက်ပို့ပေးဖို့ကြိုးစားပေမဲ့ကောင်မလေးကအမြဲညှင်းခဲ့တာကြောင့်သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကမတိုးတက်သေးပါဘူး။တညမှာတော့ပို့ချ်ဟာသူနေတဲ့တိုက်ခန်းရှိမှာတယောက်တည်းငိုနေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမရဲ့နာမည်ကနွန်းရဲ့မျက်နှာမှာဒဏ်ရာတွေရှိနေပြီးအခန်းထဲလည်းမဝင်နိုင်ပဲအပြင်မှာထိုင်နေခဲ့ပါတယ်။ပို့ချဘာဖြစ်တာလဲလို့မေးတဲ့အခါသူမရဲ့အခန်းဖော်ကသူ့ရီးစားကိုခေါ်လာလို့သူမဝင်မရတာဖြစ်ကြောင်းပြောပြခဲ့တယ်။အဲ့ဒီအချိန်မှာပို့ကနွန်းရဲ့ဒဏ်ရာကိုသတိထားမိပြီးသူ့အခန်းထဲကိုခေါ်ကာဆေးထည့်ပေးလိုက်ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်သားစကားတွေပြောရင်းနွန်းကသူမရဲ့ဘဝအကြောင်းကိုရင်ဖွင့်ပါတော့တယ်။သူမဟာဖျော်ဖြေရေးအလုပ်လုပ်တဲ့သူဖြစ်ပြီးဖောက်တဲ့တချို့ကငွေပေးပြီးနှိပ်စက်တာမျိုးရိုက်နှက်တာမျိုးတွေခဏကြုံရတယ်လို့ပြောပါတယ်။ပို့ကဘာလို့ဒီအလုပ်ကိုဆက်လုပ်နေတာလဲလို့မေးတော့နွန်းကငါမှရွေးချယ်စရာမရှိဘူးဝမ်းနည်းစွာဖြေလိုက်ပါတယ်။ဒါပေမဲ့ပို့ကတော့လူတိုင်းမှာရွေးချယ်ခွင့်တော့ရှိပါတယ်နှစ်သိပ်ပေးခဲ့ပါတယ်။အဲ့ဒီညမှာပဲနွန်းကပို့ချ်ကိုမထင်မှတ်ထားတဲ့ကမ်းလှမ်းချက်တစ်ခုပြုလုပ်လိုက်ပါတယ်။နင်လဲအခုစင်ကုန်ပဲဆိုတော့ငါတို့နှစ်ယောက်ခဏတာပဲတွေ့ကြရအောင်ရီးစားလည်းမဟုတ်ဘူးဂရိတွေလည်းမရှိဘူးငါစိတ်ညစ်တဲ့အချိန်နေ့အခန်းကိုလာမယ်အပြင်မှာတော့တယောက်နဲ့တယောက်မဆက်သွယ်ကြဘူးပို့ချ်ကအနှဲငယ်တွေဝေသွားပေမဲ့နောက်ဆုံးမှသဘောတူလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးနွန်းဟာပို့ချ်ရဲ့အခန်းကိုမကြာခဏလာတက်ခဲ့ပါတယ်ဒါပေမဲ့ထူးခြားတာကသူမအမြဲတမ်းတကားကိုလေးချက်တိတိခောက်ပြီးမှဝင်လာတာဖြစ်ပါတယ်တခါတလေလက်ဆောင်လေးတွေယူလာပေးတယ်တခါတလေစိတ်ညစ်တာတွေလာရင်ဖွင့်တယ်။တယောက်နဲ့တယောက်တဖြည်းဖြည်းနီးစပ်လာပြီးပို့ကလည်းနုံးကိုတကယ်ချစ်မိသွားပါတော့တယ်။အဲ့ဒီပျော်ရွှင်မှုဟာကြာမခံခဲ့ပါဘူး။တနေ့မှနုံးဟာဘာအကြောင်းမှမပြောဘဲရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ဘလောက်စောင့်သူမှပြန်မလာတော့ပါဘူး။နုံးပျောက်သွားပြီးနှစ်ပတ်ကျော်တဲ့အထိဘာသတင်းမှမရတော့တဲ့အတွက်ပို့ဟာစိုးရိမ်စိတ်နဲ့သူမကိုနေရအနှံ့လိုက်ရှာပါတော့တယ်။တညမှာတော့သူအိပ်ပျော်နေတော့အိမ်မက်ထဲမှာနုံးကိုမြင်လိုက်ရပါတယ်သူမဟာကြောက်လန့်နေတဲ့မျက်နှာနဲ့ပို့ချ်ငါ့ကိုကူညီပါငါ့ကိုကယ်ပါဦးဆိုပြီးအော်ဟစ်နေခဲ့ပါတယ်ပို့ချ်လန့်နိုးလာပေမဲ့အဲ့ဒီအိမ်မက်ကိုမေ့မရနိုင်ခဲ့ပါဘူးနောက်တစ်နေ့မှာတော့သူဟာနွန်းအမြဲစားနေကြစားတောက်ဆိုင်ကိုတွားမိလိုက်တယ်ဆိုင်ရှင်တော်ကြီးကနွန်းကိုမှတ်မိပြီးသူကအခန်း909မှာနေတာထင်တယ်လို့ပြောလိုက်ပါတယ်ပို့ချ်လည်းချက်ချင်းအခန်း909ကိုတွားခောက်လိုက်တယ်ဒါပေမဲ့တကားဖွင့်ပေးတဲ့အမျိုးသမီးကမသိဘူးသူဘယ်ရောက်သွားလဲမသိဘူးလို့ပြောပြီးတကားပိတ်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးနွန်းဟာအစအနရှာမရအောင်ပျောက်ကွယ်သွားခဲ့ပါတယ်အချိန်တွေကြာလာတော့ပို့ချ်လည်းနွန်းကိုလက်လျှော့လိုက်ပြီးအလောက်ကသဘောကျနေတဲ့ဂျူနီယာကောင်မလေးနဲ့စတွဲပါတော့တယ်ဒါပေမဲ့တညမှာသူတို့နှစ်ယောက်ပို့ချ်ရဲ့အခန်းထဲရှိနေတော့ရေချိုးခန်းထဲကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်ကောင်မလေးကရေချိုးခန်းထဲဝင်သွားပြီးခဏအကြာမှာထိတ်လန့်တကြားအော်ဟစ်ပြီးပြေးထွက်လာတယ်။အထဲမှာမိန်းမတစ်ယောက်ရှိတယ်။သူကငါ့လည်ပင်းကိုညှစ်တယ်။သူမဟာငိုယိုပြီးချက်ချင်းအိမ်ပြန်သွားခဲ့ပါတယ်။ပို့ကတော့ဘာမှမမြင်ရပေမဲ့အဲ့ဒီအဖြစ်ပြက်ပြီးနောက်နွန်းဟာတကယ်ပျောက်သွားတာမဟုတ်ပဲ။တနေရာမှာရှိနေသေးတယ်ဆိုတဲ့ခံစားချက်ကိုစတင်ရလာပါတော့တယ်။နွန်းဘာဖြစ်သွားတာလဲဆိုတဲ့မေးခွန်းကပို့ချ်ရဲ့စိတ်ထဲကမထွက်တော့ပါဘူး။တနေ့မှာတော့သူဟာနွန်းနဲ့ရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ကိုတွားတွေ့ခဲ့ပါတယ်။အစပိုင်းမှာအဲ့ဒီအမျိုးသမီးကဘာမှမပြောချင်ပေမဲ့နောက်ဆုံးမှာတော့မျက်ရည်တွေနဲ့အမှန်တရားကိုဖွင့်လိုက်ပါတယ်။တကယ်တော့တညမှာနွန်းဟာဖောက်တဲ့တွေနဲ့အရက်တောက်နေခဲ့ပါတယ်။သူမမူးနေတဲ့အချိန်မှာလူ
လူတချို့ကသူမကိုအတင်းအကျပ်အရက်တွေအလွန်ကျွတ်တိုက်ပြီးနောက်ဆုံးမှာနုံးအသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေကအပြစ်မခံချင်တာကြောင့်ပတ်စံပေးပြီးတပ်တွေတွေကိုလိန်ခိုင်းခဲ့ကြတယ်။နုံးကသူ့ဘာသာအရက်တောက်လို့တည်သွားတာပါဆိုပြီးအမှုကိုဖုံးကွယ်ခဲ့ကြပါတယ်။အဲ့ဒီအမျိုးသမီးကလည်းပတ်စံယူပြီးလိန်ညာခဲ့တဲ့အတွက်နုံးရဲ့ဝိညာဉ်ဟာညတိုင်းလာ6လက်နေခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတော့သူမဟာ6လက်မှုတွေကိုမခံနိုင်တော့ပဲကို့မားကိုရဲစခန်းကိုသွားပြီးအမှန်တိုင်းဝန်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ပို့ကလည်းကူညီပေးခဲ့ပြီးအမှုကိုပြန်ဖွင့်နိုင်ခဲ့ပါတယ်။တရားခံအားလုံးဖမ်းဆီးခံရပြီးနုံးရဲ့တည်ဆုံမှုအတွက်တရားမျှတမှုရရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်တညမှာနုံးဟာပို့ရဲ့အခန်းကိုပြန်ရောက်လာခဲ့ပါတယ်။သူမကကျေးဇူးတင်ပါတယ်ဆိုတဲ့အပြုံးလေးနဲ့နှုတ်ဆက်သွားခဲ့ပါတယ်။ဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးပါဘူး။ပို့ပြောတာကတချို့ညတွေမှာတကားကိုလေးချက်တီးတီးခောက်တဲ့အတန်ကိုကြားရသေးတယ်။အထူးသဖြင့်အခြားတစ်ယောက်ကိုအခန်းထဲခေါ်လာတဲ့နေ့တွေမှာထူးဆန်းတဲ့အဖြစ်အပျက်တွေအမြဲဖြစ်တတ်ပါတယ်။ပို့ကတော့သူမကငါ့ကိုအန္တရာယ်မပေးပါဘူး။သူမအတွက်ဒီအခန်းဟာအမတ်တရားတွေရှိနေတဲ့နေရာပဲဖြစ်မယ်။နိုးရဲ့ဘဝလေးကတကယ်သနာစရာကောင်းတာပါလို့ပြောပြနေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူဟာအဲ့ဒီတိုက်ခန်းကနေပြောင်းရွှေ့သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းနုံးကိုလည်းဘယ်တော့မှမတွေ့ရတော့သလိုတကားလေးချက်ခောက်တံကိုလည်းထပ်မကြားရတော့ပါဘူး။ဒီဇလန်းကပြောချင်တာကခဏတာတွေ့ဆုံခဲ့တဲ့လူတစ်ယောက်ဟာတခါတလေဘဝတစ်လျှောက်လုံးမမေ့နိုင်တဲ့အမတ်တရားဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။